ဒါပေမဲ့စိတ်ဝင်စားဖို့ကောင်းတာက Sin Cara ဆိုတာတကယ်တော့တယောက်တည်းမဟုတ်ဘူးဆိုတာ Sin Cara vs Sin Cara ပွဲတွေကိုကြည့်ရင်သိနိုင်ပါတယ်ဒါဆို Sin Cara ဘယ်နှစ်ယောက်တောင်ရှိရလဲပြီးတော့သူတို့တွေရောအခုဘယ်ရောက်သွားပြီလဲညွန်လေးချက်တွေအကြီးနဲ့ရောက်လာခဲ့တဲ့ Sin Cara ဟာဘာဖြစ်လို့ WWE မှာမအောင်မြင်မဲ့ပြောက်ွယ်သွားခဲ့ရလဲအားလုံးမင်္ဂလာပါ Short Tutorial ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့ Sin Cara ရဲ့အလွဲတွေကွင်းနောက်ကွယ်အဖြစ်ရက်တွေနဲ့သူတို့အခုဘာတွေလုပ်နေကြပြီလဲဆိုတာအသေးစိတ်ပြောပြပေးတော့မှာဖြစ်ပါတယ်Sin Cara အဖြစ်ပထမဆုံးတရုပ်ဆောင်ခဲ့တဲ့သူကတော့မက္ကဆီကိုနိုင်ငံရဲ့နာမည်ကြီး Lucha Libre ကစားသမား Mystico ဖြစ်ပါတယ်သူဟာမက္ကဆီကိုရဲ့ CMLL Promotion မှာကစားခဲ့စဉ်တုန်းကမက္ကဆီကိုနဘန်လောကရဲ့ legend တယောက်ဖြစ်ခဲ့ုံနဲ့မကပဲတနိုင်ငံလုံးကကလေးလူကြီးမရွေအသေးဆွဲအားပေးရတဲ့ National Pop Culture Icon တယောက်ဖြစ်ခဲ့တာပါသူပွဲထွက်ပြီဆိုရင်အားကစားကွင်းကြီးတွေထဲလက်မှတ်တွေမိနစ်ပိုင်းအတွင်းအကုန်အမြန်ဆုံးရောင်းချရတဲ့အထိနိုင်ငံကျော်ခဲ့ပြီး Wrestling Observer Newsletter လို့ကမ္ဘာ့နဘန်မဂ္ဂဇင်းကြီးတွေကတော့သူ့ကိုတစ်နှစ်တာအကောင်းဆုံးတွန်းအားပေးခံရသူနဲ့ Box Office ဆွဲဆောင်မှုအရှိဆုံးကစားသမားစုတွေကိုပေးခဲ့ရပါတယ်ဒီလိုရှက်ရှက်တော့နာမည်ကြီးနေမှုကို WWE ဘက်ကသတိထားမိသွားပြီးတော့2011ခုနှစ်မှာတော့ WWE ရဲ့ထိပ်တန်းတာဝန်ရှိသူ Triple H ကိုယ်တိုင်သဘောကျပြီးသူ့ကို WWE ကိုခေါ်ယူဖို့ကန့်လန့်ခဲ့ပါတယ်အဲ့အချိန်တုန်းက Triple H ဟာအေးချင်းရှိတဲ့ကစားသမားတစ်တွေကိုရှာဖွေစုဆောင်းတဲ့တာဝန်ကိုစတင်ယူထားတာဖြစ်လို့ Mystico ဟာ Triple H စိတ်ကြိုက်ရှာဖွေတွေ့ရှိခဲ့တဲ့ပထမဆုံးသောတာဦးရတနာ project ကြီးလေးဖြစ်ပါတယ်WWE ဘက်ကသူ့ကိုခေါ်ယူဖို့အတွက်မက္ကဆီကိုစီးတီးမှာအကြီးအကျယ်သတင်းစာရှင်းလင်းပွဲလုပ်ပြီးတော့ကိုစီစီကားကားကြိုဆိုခဲ့ကြတာပါ WWE ရဲ့ရည်ရွယ်ချက်ကရှင်းပါတယ်အသက်ကြီးလာပြီးဖြစ်တဲ့ Remake Series ရဲ့နေရာကိုအစားထိုးဖို့မက္ကဆီကိုနဲ့ Latin American ဈေးကွက်ကြီးတစ်ခုလုံးသိမ်းပိုက်ဖို့အတွက်သူ့ကိုနောက်ထပ်တန်းချီတန်နဲ့ Master ထားတဲ့ Superstar Icon ကြီးတစ်ခုဖြစ်လာလိမ့်မယ်လို့အပြည့်အဝမျှော်လင့်ထားခဲ့ကြတာဖြစ်ပါတယ်ဒါပေမဲ့ကန်ဆိုးကျင်တော့တကယ်တမ်းကွင်းထဲရောက်လာတဲ့အခါမှာတော့ညွန်လင်းချက်အားလုံးဟာပြကျပြီးအရာအားလုံးပြောင်းပြန်ဖြစ်သွားခဲ့ပါတယ်မက္ကဆီကို Lucha Libre ရဲ့အမြန်နှုတ်ကိုအခြေခံတဲ့ကစားကွက်ပုံစံနဲ့ WWE ရဲ့စနစ်တကျပုံတည်ဆွဲထားတဲ့ကစားကွက်ပုံစံဟာလောကကိုကွဲပြားခြားနားနေတာပါမက္ကဆီကိုမှာတော့ကသူဟာကွင်းရဲ့ညာဘက်ချမ်းကိုအခြေခံပြီးကစားလေးရှိပေမဲ့ WWE မှာတော့ကမ္ဘာစံနှုန်းအတိုင်းဘယ်ဘက်ချမ်းကိုအခြေခံပြီးကစားရတဲ့အတွက်သူ့အတွက်အရာရာဟာဇောက်ထိုးဖြစ်ကုန်ပါတယ်ဒါအပြင်အဆိုးဆုံးကတော့ Sin Cara ဟာအင်္ဂလိပ်စကားလုံးဝမတတ်တာပါပဲနဘန်ပွဲတစ်ခုကောင်းကောင်းထွက်ဖို့ဆိုရင်ကွင်းထဲမှာကစားသမားအချင်းချင်းစကားပြောပြီးအပေးယူလုပ်ဖို့လိုအပ်ပေမဲ့ Sin Cara ကအင်္ဂလိပ်လိုမပြောနိုင်တဲ့အတွက်ရလက်ကတော့ကွင်းထဲမှာအလွဲလွဲချော်ချော်တွေစတိုက်ဖြစ်လာပါတော့တယ်WWE ကလည်းသူ့ရဲ့ပွဲစဉ်တွေမှာထူးခြားအောင်ဆိုပြီးကွင်းထဲကိုမီးအဝါရောင်သို့မဟုတ်အပြာမမိန်လေးတွေအောက်မှာပဲကစားခိုင်းခဲ့ပါတယ်ဒါဟာပရိသတ်တွေအတွက်ကြည့်ကောင်းပေမဲ့ mask ဝတ်ထားတဲ့ Sin Cara အတွက်ကတော့ကွင်းအမြင်အာရုံပြက်ပြားစေပြီးအလွဲတွေကိုပို့ပြီးတော့ဆိုးရွားလာစေခဲ့ပါတယ်ဒီလိုနဲ့ပဲသူဟာပွဲဥထွက်ကလေးကကွင်းထဲကိုခုံအဝင်မှာကြိုးတန်းနဲ့ညှိပြီးတိုင်ပတ်ခဲ့တယ်လို့ Trampoline ပေါ်ကနေကွင်းထဲကိုခုံတက်ပြန်တော့လဲခဏခဏချော်လဲပြီးမျက်နှာပြတ်ခဲ့ရပါတယ်ပွဲစဉ်တစ်ခုမှဆိုရင်ဒဏ်ရာအသေးမွှားလေးရတာနဲ့ပွဲကိုချက်ချင်းရပ်ခိုင်းလိုက်လို့တစ်ဖက်ကကစားနေတဲ့ Alberto Del Rio ကကွင်းထဲမှာဒေါသကြီးဆဲဆိုခဲ့တဲ့အထိဖြစ်ရတွေရှိခဲ့ပါတယ်ပရိသတ်တွေစိတ်ပြတ်ရတဲ့အထက်မှာအဆိုးဆုံးတစ်ခုကတော့ Sin Cara အမဲနဲ့ Sin Cara အပြာတို့ပြန်လည်ရင်ဆိုင်ရတဲ့ပွဲစဉ်မှာဇက်ချိန်တက်နေတော့အပေါ်ဆုံးကြိုးတန်းအနေခုံချတဲ့အကွက်ကိုအကြီးအကျယ်လွှဲချော်ခဲ့တာပါပဲနောက်ပိုင်းမှာတော့ပရိသတ်တွေကသူကွင်းထဲဝင်လာပြီးဆိုရင်ဒီနေ့ရောဘာတွေလွဲအောင်မလဲဆိုပြီးစောင့်ကြည့်ရတဲ့အထိဖြစ်လာပြီးသူဟာ Wrestling သမိုင်းမှာ Bosch Machine အလွဲဘရင်ဆိုတဲ့ဂုံပုတ်ဆိုးကြီးကိုမလိုချင်ပဲရရှိသွားခဲ့ရပါတော့တယ်ကွင်းထဲမှာပရိသတ်တွေလောင်ပြောင်ရတဲ့အလွဲဘရင်ဖြစ်နေပေမဲ့ကွင်းနောက်ွယ် locker room ထဲမှာတော့ Sin Cara ဟာဘယ်သူမှမောက်မာလို့မရတဲ့တကယ်လူမိုက်ကြီးတစ်ယောက်ပါအထူးသဖြင့်ဒုတိယမြောက် Sin Cara အဖြစ်တရုပ်ဆောင်ခဲ့တဲ့ Hunico ဟာဆိုရင်ကွင်းနောက်ွယ်မှာဒေါသကြီးပြီးလက်ပါတက်သူဖြစ်ပါတယ်သူဟာမက္ကဆီကိုနယ်စပ်ကအကျန်းဆုံးမျိုးလို့သတ်မှတ်ခံထားရတဲ့ Ciudad Juarez မြို့မှာကြီးပင်းလာခဲ့သူဖြစ်လို့တကယ်လမ်းဘေးရန်ပွဲ Street Fight တွေမှာဝိုင်းရင်းနေသူလည်းဖြစ်ပါတယ်သူ့ရဲ့နာမည်ကြီး Backstage ရန်ပွဲတွေထဲမှာပထမဆုံးတစ်ခုကတော့ Sheamus နဲ့ဖြစ်ခဲ့တဲ့ပွဲပါကဒင်းပေါ်မှာဒဏ်ရာပြုစုနေတဲ့ Sin Cara ကို Sheamus ကလာရောက်စနောက်ရာနေစကားများကြပြီး Sin Cara က Sheamus ကိုလက်သီးနဲ့အရင်ထိုးပြီးတော့ကျမ်းမြေပေါ်လွှဲချပြီးအပေါ်ကနေဖိတွယ်ပစ်ခဲ့တာပါ Sin Cara ထက်အရက်မောင်းပိုထွားတဲ့ Sheamus တယောက် Sin Cara ရဲ့လက်ချက်ကြောင့်အထိနာသွားခဲ့ရပါတယ်နောက်ထပ်ဖြစ်ရပ်တစ်ခုကတော့ Simon Gotch နဲ့ဖြစ်ခဲ့တာပါCatering လို့ခေါ်တဲ့ကစားသမားတွေထမင်းစားတဲ့အခန်းထဲမှာပဲစကားများကြပြီး Sin Cara ကဆိုတာဘူးနဲ့ပြစ်ပေါက်က Simon Gotch ကိုမျက်နှာညိုမဲသွားတဲ့အထိလက်သီးနဲ့ဒရက်ဆက်ထိုးကြိတ်ခဲ့ပါတယ်အဆိုးဆုံးနဲ့လူပြောအများဆုံးပွဲကတော့ WWE ရဲ့ Legend Wrestler တယောက်ဖြစ်တဲ့ Chris Jericho နဲ့ဖြစ်ခဲ့တဲ့ရန်ပွဲပါပဲ
UK ခီးစဉ်တစ်ခုမှာကစားသမားတွေစီးလာတဲ့ဘတ်စကားပေါ်မှာဆင်းခါရာဟာတခြားသူတွေနားနီးအောင်အတန်ဆန်းတွေရှောက်လုပ်နေခဲ့ပါတယ်။ဂျယ်ရီခိုကတွားရောက်တားမြစ်ရာအနေစကားများပြီးတကယ်လမ်းဘေးရန်ပွဲလို့အပြန်အလှန်လုံးထွေးတပ်ပုတ်ကြပါတော့တယ်။အဲ့ပွဲမှာဆင်းခါရာကဂျယ်ရီခိုကိုလက်သီးနဲ့အပြင်းထန်ထိုးခဲ့တယ်လို့ဂျယ်ရီခိုကလည်းဆင်းခါရာရဲ့လက်ချောင်းကိုကိုက်ပစ်တဲ့အထိရုပ်ပြဆင်းပြဖြစ်ခဲ့ရပါတယ်။အန်အောဖို့ကောင်းတာကဒီလိုကိုလုံးကိုတည်းပူကြီးမားတဲ့ဝိုင်းရင်ကစားသမားတွေနဲ့ဖိခဲ့တဲ့ရန်ပွဲတွေတော်တော်များများမှာဆင်းခါရာကပဲအပေါ်စီကနေအနိုင်ရခဲ့တာဖြစ်ပါတယ်။ဒီလိုနောက်ခံရာဇဝင်တွေကြောင့်ပဲဆင်ကာရာကွင်းထဲမှာဘလောက်ပဲလွဲနေပါစေအပြင်မှာတော့သွားမရှုံနဲ့အသက်ထွက်သွားလိမ့်မယ်ဆိုပြီးလော်ကာရွန်ထဲကကစားသမားတွေကသူ့ကိုအပြင်မှာတကယ်ကိုကြောက်ရွံ့နေကြရပါတော့တယ်။အလွဲတွေလည်းများဒဏ်ရာတွေလည်းခဏခဏရရုံနေမကပဲကုမ္ပဏီရဲ့ကျန်းမာရေးဆိုင်ရာစီမီ wellness policy ကိုပါချိုးဖောက်ခဲ့တဲ့အတွက်နောက်ဆုံးမှာတော့ WWE ဟာမူလဆင်ကာရာမစ္စတီကိုလုံးဝလက်လျှော့လိုက်ပါတော့တယ်။ဒါနဲ့ပဲ2013ခုနှစ်အကုန်မှာသူ့ကို WWE ကနေတရားဝင်ထုတ်ပယ်ခဲ့ပါတယ်။ဒါပေမဲ့ WWE ဘက်ကဈေးကွက်ထဲမှာဆင်ကာရာအမတ်တစိမ့်နဲ့ mask တွေအယုတ်တွေရောင်းနေရတော့ဖြစ်တာကြောင့်ဒီဇက်ကောင်ကိုဖျက်မပစ်ချင်ခဲ့ပါဘူး။အဲ့ဒါကြောင့် mask အောက်ကလူကိုပဲလျှို့ဝှက်ပြောင်းလဲဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီလိုနဲ့ဒုတိယမြောက်ဆင်ကာရာအဖြစ်ဟူနီကိုဆိုတဲ့ကစားသမားကိုအစားထိုးဖို့စဉ်းစားခဲ့ပါတယ်။ဂျူနီကိုဟာ American Style ကိုကောင်းကောင်းနားလည်ပြီးကွင်းထဲမှာကစားတာပုံငိမ့်တယ်လို့အင်္ဂလိပ်စာလည်းတတ်တဲ့အတွက်တခြားသူတွေနဲ့တွဲကစားရတာအလွဲလုံးဝမရှိသလောက်နေသွားခဲ့ပါတယ်။သူဟာခလစ်စတိုနဲ့ပေါင်းပြီး The Lucha Dragon ဆိုတဲ့ထက်ထင်းအဖြစ် NXT နဲ့ Main Roster တွေမှာထက်ထင်းချန်ပီယံဆုတွေပါရရှိခဲ့ပါသေးတယ်။ဒါပေမဲ့ပြဿနာကယူနီကိုဟာကစားတာပိုကောင်းပေမဲ့မူလဆင်ကာရာမစ္စတီကိုလောက်လေထဲမှာပြန်တန်းတဲ့အကွက်တွေကပြိသက်ကိုဆွဲဆောင်မှုမရှိတော့ပါဘူး။နောက်ပိုင်းမှာတော့ပရိသတ်တွေလည်းစိတ်ဝင်စားတော့ပဲတကူတော့ပွဲတွေမှာအရှုံးပေးရတဲ့ဂျော်ဘာအဆင့်ထိကျဆင်းသွားခဲ့ပြီး2019ခုနှစ်မှာတော့ယူနီကိုဟာလည်း WWE ကနေထွက်ခွာဝင်တောင်းခဲ့ပါတော့တယ်။ဒါဆိုအခုချိန်မှာသူတို့တွေဖဲရောက်သွားပြီလေ။ပထမဆုံးဆင်ကာရာမစ္စတီကိုကတော့မက္ကဆီကိုနိုင်ငံကိုပြန်သွားပြီးသူ့ရဲ့နာမည်ဟောင်းဖြစ်တဲ့မစ္စတီကိုအမီနဲ့ပဲနဗန်လောကမှာလက်ဂျန်တယောက်လိုဆက်လက်အောင်မြင်နေစေဖြစ်ပါတယ်။ဒုတိယမြောက်ဆင်ကာရာဖြစ်တဲ့ဟူနီကိုကတော့ WWE ကနေထွက်သွားပြီးတဲ့နောက်မှာတော့မက္ကဆီကိုရဲ့ Triple A Promotion နဲ့ Indies Wrestling လောကတွေမှာ Center de Oro ဆိုတဲ့နာမည်သစ်နဲ့ Mask ဝတ်ပြီးဆက်လက်ကစားနေစေဖြစ်ပါတယ်။ရလက်အနေနဲ့ကတော့ WWE ကကြီးကြီးမားမားပြိုးထောင်ခဲ့တဲ့ဆင်ကာရာဆိုတဲ့ဇက်ကောင်ကြီးဟာကစားသမား2ယောက်လုံးထောက်ခွာသွားပြီးတဲ့နောက်မှာတော့ WWE ရဲ့သမိုင်းစာမျက်နှာထဲမှာဘယ်တော့မှပြန်မလာတော့မဲ့အလွဲများစွာနဲ့ဒဏ္ဍာရီတစ်ခုအဖြစ်ပဲကြံရစ်ခဲ့ပါတော့တယ်။ခြုံငုံပြီးပြောရရင်တော့ဆင်ကာရာဆိုတာ WWE သမိုင်းမှာအရေးချင်းအပြေးအဝရှိခဲ့ပေမဲ့ကွင်းရဲ့ style ပြောင်းလဲမှုဒဏ်ရာပြဿနာတွေနဲ့ဘာသာစကားအခက်အခဲတွေကြောင့်မျောလင်းတဲ့လောက်မအောင်မြင်ခဲ့ရတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ကွင်းထဲမှာတော့အလွဲပေါင်းများစွာနဲ့ပရိသတ်တွေရဲ့လောက်ပြောင်မှုခံခဲ့ရပေမဲ့ကွင်းနောက်ကွယ်မှာတော့ဘသူ့ကိုမှမကြောက်ပဲလက်သီးနဲ့ပဲစကားပြောတတ်တဲ့တကယ်လူမိုင်းတစ်ယောက်ဖြစ်သမိုင်းတွင်ကြံရစ်ခဲ့တာပါ။ပရိသတ်တို့ရောဆင်ကာရာရဲ့ပွဲစဉ်ဒါမှမဟုတ်ဘယ်အလွဲတွေကိုအမှတ်ရဆုံးလဲcomment မှာဝင်အောင်ဆွေးနွေးပေးခဲ့ကြပါဦးအခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့နဗန်လောကရဲ့နောက်ွယ်ရာသမိုင်းကြောင်းတွေအကြောင်းအရာတွေကိုအမြဲစောင့်ကြည့်နေဆိုရင်ကျွန်တော်တို့ရဲ့ Talk to Tarot Channel ကို like and subscribe လုပ်ထားဖို့မမေ့ပါနဲ့နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်အားလုံးကျေးဇူးတင်ပါတယ်